ကိုသဘောကျတဲ့အချက်တော့အရန်ယဉ်ကျေးဟိုချစ်ဖို့ကောင်းတယ်ပေါ့နော်ဟိုမြန်မာ main ကလေးကိုကလည်းဟိုသူ foreigner ဆိုတော့သဘောကြောက်တယ်ပေါ့နော်ဟိုပတ်ဝန်းကျင်အမြင်လည်းရှိရလေဟိုမြင်တွဲကြည့်လိုက်ဗမာမ main ကလေးနဲ့ foreigner ယောက်ျားလေးဆိုရင်လူတွေမြင်ကနည်းနည်းတမျိုးဖြစ်စေအဲဆိုညီမလည်းအဲ့တန်တော့ကြောက်တယ်ပေါ့အဲ့နဲ့ဒါပေမဲ့တကယ်တွေ့ကြည့်တဲ့ခါကျတော့ तू အဲ့လိုမဟုတ်ဘူးပေါ့နော်ဟိုအပြင်တူသွားရအောင်မဟုတ်ပိုင်စိုးပိုင်နဲ့လက်ကင်ပခုံးဖက်တော့အဲ့လိုစုကနေဆိုင် तू အဲ့သမီးစားဘာမဟုတ်ဘာမှမလုပ်ဘူးအဲ့လက်ကင်တော့မဟုတ်လို့ပြောရမယ်ဟိုသူများထင်ကိုမိန်းကလေးပေါ်မှာထင်လွဲမှာဆိုပါညာမျိုးလေးပေါ့ तू တန်မိုးထားပေးတယ်နောက်ချစ်သူဖြစ်သွားပြီး3လလောက်ကြာမှသာ तू အဲ့လေကိုနေနီလေးရှိတာပေါ့နော်မြန်မာမင်းကလေးနဲ့ဂျာမနီမင်းကလေးလုံးဝနိုင်ရှင်းလို့မရဘူးဘာလို့ဆိုဂျာမန်မင်းကလေးကဟိုကလေရင်ကျေးမှုမရှိဘူးဒီလားတကယ်ပြောတာနော်အဲ့ဒါဟိုကလေတကယ်ကရောနော်ဆိုမြင်ပြကရောဒါပေမဲ့တကယ်ရင်ကျေးမှုမရှိဘူးတကယ်ဟိုကလေတစ္ဆာမရှိဘူးလိန်ပြောနေပါတီတော်တာများတယ်အဲ့လိုမျိုးပုံစံနော်ဆို this is a huge difference and Susu ga yan lian ma le so tu ga ho le ကျွန်တော်အဲ့လိုဟိုလေချစ်တတ်တယ်အဲ့လိုလိမ့်မအဲ့လိုဂေးဥဆိုင်တတ်တယ်မိမတယောက်ကဘွားထဲမှာတစ်ခါမတွေ့ရသေးဘူးအဲ့ဒါအကြောင်းလိုက်အရန်ခွာချတာပေါ့ဘာလို့ဆိုတော့ဟိုလေဂျာမန်မိမတယောက်ကတူပေးတဲ့ဟာမပေးနိုင်ဘူးထင်တယ်ဆိုတော့တကယ်ပြောတာအရန်ဂေးဥဆိုင်တယ်တကားတလေးကိုအရန်အောင်လို့ကောင်းတယ်တကားတလေးဥမာ chauvinistic ဆိုမြန်မာလိုဘယ်လိုခေါ်လဲမသိတော့ဘူးဒါပေမဲ့ဆိုဥမာဂျာမနီနိုင်ငံဆို chauvinistic မဖြစ်ဘူးဂျာမနီနိုင်ငံမှာဆို mink လေးယောက်ျားလေးက same level နော်တူပဲဒါပေမဲ့သူကဟိုလေဒီယောက်ျားအတွက်နည်းနည်းဂေးဥဆိုင်ပေးခြင်းနဲ့ဒါကျွန်တော်အတွက်လုံးဝအသစ်ဖြစ်နေလုံးဝ new feeling ဆိုတကားတလေးကိုကျွန်တော်မထားခင်သူကထမင်းချက်နေပြီး and like breakfast ready on လုပ်ထားတယ်ကျွန်တော်အရန်ဝမ်းသာတယ်ဒါပေမဲ့ကျွန်တော်ပြောအေးဒါလို့စရာမလိုနော်ဒါ whatever I can do this for self no that mean to load and you know this is like I do this for you and because I want to take care of you and I am want that and I interested in it and so ကောင်းလာပါအဲ့သူညီမဘွားရဲ့လက်ထက်ဖို့ဖြစ်ပဲရွေးချယ်ပြီးတော့ချစ်သူပြထားတာပါသူအဓိကပြောချင်တာကတော့သူအရင်ကလည်းကျေးဇူးတင်တယ်အရင်လည်းချစ်တယ်ပေါ့နော်ကိုဟိုကိုရှိမှာဟိုကိုချစ်တဲ့လူတွေရှိတယ်မုန်းတဲ့လူတွေရှိရပေါ့အဲ့လိုတိုက်ခလာတဲ့အကုန်လုံးကိုအပြင်မှာပဲဖြစ်ဖြစ် Facebook မှာပဲဖြစ်ပေါ့နော်သူကကိုရှိရနေမအမြဲတမ်းရက်တီပေးတယ်အဲ့လိုမျိုးခါကြမထင်တော့ဟိုတယောက်ကကိုတိုက်ခိုက်တဲ့စာလေးလာရင်းတော့သူကကိုကတော့ပြန်ရေးချင်လူကိုကလည်းဘယ်လိုပြောမလဲပြောချင်တာပေါ့နော်ဟိုကိုတယောက်ကလာဆွာကားရဲဆိုရင်ဒါပေမဲ့မပြောဘူးထိန်းချုပ်လိုက်တာဆိုတော့သူ image ထိသွားမယ်လို့ကိုကအဲ့လိုနေလိုက်တယ်ဒါပေမဲ့ तू ကမနေဘူး तू ကကိုကောင်မလေးကိုထိဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ तू ကသွားရေးပြီးပြောဆိုကိုအဲ့ဒီကြီးသဘောကျကောက်ွယ်ပြီးအမြဲပြင်မှာပဲဖြစ်ဖြစ်အဲ့လိုကိုအတွက် तू အမြဲတမ်းရှိမှရှိရဲအဲ့အတွက် I want to say thank you honey တခါမှမတွေ့ဘူး so she will be the first ပထမကောင်မလေးကမိဘကိုနဲ့တွေ့ရတာနော် and အဲ့ဒါစိတ်လူရှာတာဗောလေ so this is something သူတို့မေးတဲ့မေကွန်ပေါ်မှာကြောက်တယ်သူတို့နည်းနည်းမေးတယ်သူတို့ကြည့်တဲ့ပုံစံကိုကြောက်တယ်ဆိုတိလာဆိုတကယ်နည်းနည်းကြောက်တယ်အော်သူတို့မိကြီးတို့စမ်းကြည့်မှဆိုအဲယောက်ျားကိုကောင်းလို့လားမကောင်းလားဆိုသူတို့စမ်းကြည့်လိုက်မယ် I don't know so we will see စူးစမ်းပေးမယ် fighting အိမ်မှာလူကြီးမိဘကြောက်ရခါတော့ကြောက်ရဲပေါ့နော်စတော့ကြောက်ရဲဆိုတော့သူတေချာသူ့ရှင်းပြဘူးလို့လဲဆိုဆော့ကိုကဟို respect baby ကြောက်တာပေါ့ဆိုတော့ကိုရီမာကြောက်လေဟိုမိဘကိုမိဘလူကြီးမိဘကိုအမြဲတမ်းခုပေါ့မတိတိုင်းမတိစိတ်ကပဲဖြစ်ဖြစ်ပြန်ပြောမိရမျိုးလေးရှယ်အဲ့မျိုးလေးကိုဆိုရင်ကြောက်ရဲ့အချိန်မျိုးတွေဆိုရင်ဟိုညီမတို့အိမ်မှာအမြဲတမ်းပေါ့နော်မိဘကိုညာတိုင်းကြောက်ရဲဆိုတော့သူ့ရှင်းပြတယ်အဲ့ဆိုကာယကံဝစီကံမနောကံပေါ့နော်ဒီ၃ပါးနဲ့ပေါ့ပြစ်မှားမိရရှင်ခွင့်လွှတ်ကြည့်အေးပေးပါဆိုပြီးတော့ညီမမိပါညီမအမြဲကြောက်အဲ့ခါကျသူ့ကြောက်ရင်လည်းအဲ့လိုမျိုးလေးကြောက်ခိုင်းတယ်သူကတော့နားမလဲကြောက်ရဲဆို sorry လို့ပြောပြီးကြောက်ညီမသူ့အတိတ်ပဲလေးတေချာရှင်းပြပြီးတော့ဟိုကြောက်ခိုင်းတယ်အဲ့ဆိုသူကိုယ်တိုင်လဲဟိုသူ့ရဲ့ဟိုတကယ်ဒါဗုဒ္ဓဘာသာကြောင့်ဒါမဖြစ်နေတာပေါ့နော်သူ့ရဲ့စိတ်လေးတွေကတကယ်ဗုဒ္ဓဘာသာအစစ်လိုမျိုးအရန်အေဂျင့်မှုနဲ့လူချင်းစာနာမှုတွေဒီဘယ်လိုပြောမလဲအရန်အေဂျင့်နဲ့စိတ်လေးသူစီမှာရှိရယ်ဟိုညီမတို့ဗုဒ္ဓဘာသာရဲ့တကယ်တရားအစစ်မှန်လဲအေဂျင့်ရပဲလေအဲ့ဆိုသူကအဲ့ဒါကြောင့်ညီမတို့ရဲ့ဗုဒ္ဓဘာသာသဘောကျပြီးတော့ဗုဒ္ဓဘာသာကိုကူခဲ့တာပါတောက်ကြတာ